ရှင် Nikki Way Media မှာပြန်လည်ကြိုဆိုလိုက်ပါတယ်နောက်တစ်ခုမေးထားတာကတော့ကိုပေါ့နော်ထိန်းသိမ်းနိုင်အောင် self discipline ကောင်းအောင်ဘယ်လိုလုပ်ရမလဲလို့မေးထားလေးရှိပါတယ်အဲ့ဒါကတော့သူကဘာထပ်ပြောထားသေးလဲဆိုရင်လုပ်မယ်လို့ plan ချထားရပေါ့တကယ်တဲ့ဒါပေမဲ့တကယ်လုပ်မဲ့အခါကျရင်စိတ်မပါတော့တာတို့လုပ်နေတဲ့တဝက်တစ်ပြက်နဲ့မလုပ်ချင်တော့တာမျိုးဒီလိုမျိုးစိတ်လေးအမြဲဖြစ်တယ်လို့ပြောရဲပေါ့နော်အဲ့ဒါကလည်းချေတို့အခုခင်မှာပေါ့နော်တော်တော်များများဒါကြုံရရဲပေါ့နော်မလုပ်ခင်တော့အရန် motivate ဖြစ်တယ်ပေါ့နော်ဟာငါလုပ်ချင်တယ်ဒီစူးစမ်းချင်တယ်ဒါပေမဲ့အဲ့ဒီတကယ်စူးစမ်းတဲ့ process မှာပေါ့နော်တကယ်လုပ်တဲ့အချိန်မှာစိတ်ညစ်စရာတွေ့လာတာနဲ့လက်လျှော့တတ်ကြရဲပေါ့နော်အဲ့တော့ဒီချိန်ကဘာအကြံပေးခြင်းလဲဆိုတော့ motivation တစ်ခုကိုလည်းဝယ်အားမကိုးပါနဲ့ပေါ့နော်ကိုယ့်ရဲ့ habit ကိုတိဆောက်တာအလေ့အကျင့်ပေါ့လေနော်ဥပမာကိုကဆောင်းဝဲအောင်ကျင်တယ်ဆိုလို့ရှိရင်ပထမဆုံးကတော့ဆောင်းဝဲအောင်ကျင်လို့ငါအရင်တက်ကြွတယ်ပေါ့နော်ဒါပေမဲ့တကယ်စာလဲလုပ်ရတော့တစ်ရက်တော့ဟုတ်တယ်2ရက်3ရက်မှာတော့ဒါမလုပ်ချင်တော့တဲ့စိတ်မျိုးဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တာထက်ဒီကိုယ့်ဘာကိုပေါ့နော်ဒီနေ့တနေ့မှာငါ3နာရီစာချက်မယ်ဒါဒီနေ့တနေ့မှာငါဘာ skills အသစ်သင်မယ်ပေါ့နော်ကိုယ့်ဘာကို plan ချထားပြီးတော့အဲ့ဒီ habit ကိုအလေ့အကျင့်တစ်ခုလို့သတ်မှတ်ပါပေါ့နော်ဒီလိုမျိုးသတ်မှတ်ပြီးရင်ကိုကလှုပ်ချင်မလှုပ်ချင်ပေါ့စိတ်တက်ကြเนาะဝမ်းတာဝမ်းနဲ့အဲ့ဒီကိုချမှတ်ထားတဲ့အတိုင်းကိုလိုက်နာပြီးပေါ့နော်အဲ့လိုလိုက်နာလိုက်လို့ရှိရင်ကိုလည်းယုံကြည်မှုတွေပိုရှိလာတယ်ပြီးသွားလို့ရှိရင်ကိုလိုချင်တဲ့ပန်းတိုင်အောင်လည်းရောက်တာဖြစ်တဲ့အတွက် discipline ပိုကောင်းလာနိုင်တယ်လို့ဒီချာမြင်ပါတယ်ပြီးတော့တော်တော်များများကြိုက်ကြတဲ့နောက်ထပ်အကျင့်လေးတစ်ခုကကြတော့တချို့လုံနေကြရှိရဲ့အကျင့်လေးနဲ့တွဲလောက်တာပေါ့နော်ဥပမာကိုကဒီနေ့ဒီချိန်မှာတချို့မနက်9နာရီထားတယ်ပေါ့နော်ထပ်ပြီးချင်းကိုပါလုပ်တယ်ဒါကအုံနောက်ကတိတ်မစင်စားပဲနဲ့automatic လောက်တတ်တယ်ပေါ့နော်နုံလာချင်းဖုံးသုံးတယ်ဆိုလဲအများနဲ့အဲ့လိုမျိုးအကျင့်ကဖြစ်နေတတ်တယ်လေဒီလိုပုံစံမျိုးပဲပေါ့ကိုကနုံချင်းမှာစာလုပ်နေထားပါတော့နော်နုံချင်းမှာငါအလုံးနဲ့ပတ်သက်တာလေးလုပ်နေစာအုပ်ဖတ်မယ်တခုခုကိုလုံးနေကြအလုပ်တစ်ခုနဲ့တွဲလိုက်တယ်ဆိုရင်သူကမသိနိုင်မသိပါတာပဲနဲ့အလေးအကျင့်လေးဖြစ်သွားပြီးတော့မှတချို့ကို set discipline ကောင်းအောင်လို့ဒါထောက်ပံ့ပေးနိုင်ပါတယ်လို့ဒီချက်ဖြစ်ပေးခြင်းပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုး Nikki Way Media ကဘုသူတရစေတဲ့ program လေးတွေကိုဆက်လက်တင်ပြသွားမှာမို့လို့နောက်လဲစောင့်ကြည့်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရနော်